essay လို့နော်ဒါပေမဲ့နောက်မကြစေနဲ့ English လို့ဘယ်လိုပြောမလဲ essay လို့ဆိုတာကအချိန်ယူပြီးလို့ပေါ့ကွယ်ယူတာကို English လို့ take ယူသွားလိုက်အချိန်က your time အဲ့တော့ essay လို့ပါကို take your time လို့ပြောလို့ရပါတယ် take your time ဒါပေမဲ့ but နောက်မကြစေနဲ့နောက်ကြတာကို late နောက်မကြစေနဲ့ဆိုတော့ don't be late နောက်မကြစေနဲ့အစားဆုံးပြောကြည့်မလား let's try it take your time but don't be late take your time but don't be late ဟုတ်ပြီနော်ဒီဟာကိုပဲကျွန်တော်နောက်တစ်ပုဒ်မှာလေးတင်ထားတယ် essay လုပ်ပါမလောပါနဲ့ကိုဘယ်လိုပြောမလဲ essay လုပ်ပါ take your time မလောနဲ့ဆိုတော့ don't rush နော်ဒီနှစ်ကြောင်းလုံးကို practice လုပ်ပါ take your time don't be late take your time don't rush ဟုတ်ပြီလားဒီလိုမျိုးဗီဒီယိုလေးတွေကိုဆက်လက်ကြည့်ချင်တဲ့ဆိုရင်တော့ comment မှာ yes လို့ရေးပေးပါ YouTube မှာတပတ်တစ်ပုတ်တင်ပေးနေတယ်တခြားမလို့ YouTube မှာတခါတည်း follow နဲ့ subscribe လုပ်ထားတော့တင်တန်းလေးတွေသိချင်တယ်ဆိုလို့ရှင်တော့အခု February လမှာဖွင့်မဲ့တင်တန်းတွေအများကြီးရှိတယ်နော်တခါတည်း Viber မှာစုံစမ်းမေးမြန်းလိုက်ပါနောက်ထပ်9ယောက်ပဲလက်ခံမှာဖြစ်ပါတယ် Thank you so much everyone see you on my next video